အဲ့ဒီပြဿနာကြီးကဘယ်သူမှရှောင်လွဲလို့မရဥစ္စာရဏကြွယ်ဝချမ်းသာတဲ့လူလည်းရှောင်လို့မရဘူးဆင်းရဲမွဲတေတဲ့လူလည်းရှောင်လို့မရပညာရှိလည်းရှောင်မရပညာမဲ့လည်းရှောင်မရတော့ဒီပြဿနာကြီးဟာဘယ်ဘာသာဝင်ဘယ်လူမျိုးဘယ်တိုင်းပြည်ကမှရှောင်လွဲလို့မရတဲ့ပြဿနာကြီးဒီလောက်ကြီးတဲ့ပြဿနာပဲရှိအဲ့ဒီပြဿနာကိုဖြေရှင်းဖို့လို့ဆိုတဲ့အခါမှာပြဿနာရဲ့အကြောင်းကိုနားလည်မှုဆိုတဲ့ right understanding တမ္မာဒိဋ္ဌိဟာအရေးကြီးဆုံးပဲပေါ့ဒါကြောင့်မို့လို့သို့သောလုပ်ငန်းပိုင်းရဲ့အစနဲ့ပြောမယ်ဆိုလို့ရှိရင်ဘာဟိယဆိုတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားကဟောထားတာအမြဲတမ်းရှင်းလင်းပြတ်သားတယ်သာသနာတော်မှာဘယ်ကနေစကျင့်ရမလဲနိဗ္ဗာန်ရောက်ခြင်းနဲ့ဘာစလုပ်ရမလဲဆိုမြတ်စွာဘုရားကတတ္တမတိဟတိဘာဂိယဘာဟိယအာဓိမေဝဝိသောတိဟိကုတလေတုဓမ္မေတုဒီစကားကိုမြတ်စွာဘုရားကဘာဟိယသုတ်တံတစ်ခုမှာဟောထားတာရှိတယ်ဘာဟိယသုတ်တွေကနှစ်သုတ်သုံးသုတ်ရှိတာပေါ့နော်ဒီဘာဟိယသုတ်မှာဆိုရင်တတ္တမတိဟတေဘာဟိယအာဓိမေဝဝိသောတိဟိကုတလေတုဓမ္မေတုကဲသာသနာရဲ့ကျင့်စဉ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းကိုကျင့်ကျင်နေဆိုရင်ဘာလုပ်ရမလဲဆိုအာဓိမေဝဝိသောတိဟိကုတလေတုဓမ္မေတုကုသိုလ်တရားတွေကအစဆုံးကိုစလုပ်တယ်ဘာကစရမလို့ကောစာဓိကုသလနံဓမ္မနံကုသိုလ်တရားတွေရဲ့အစဆိုတာဘာလဲဆိုသီလင်္စသူဝိတုဒ္ဓံဒိဋ္ဌိစဥစုကာအဝတ္တမဖြူစင်တန်ရှင်းတဲ့သီလဖြောင့်မတ်တဲ့အယူဝါဒဖြောင့်မတ်တဲ့အမြင်အဲ့ဒီနှစ်ခုကစလို့ဒီလိုပြောလိုက်တာပဲအဲ့တော့ဖြောင့်မတ်တဲ့အမြင်ဆိုတာတမ္မာဒိဋ္ဌိဆိုလိုတာကတော့သီလစောင့်ထိန်ပြီဆိုလို့ရှိရင်လည်းတမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်နဲ့လုပ်ဖို့လိုအပ်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်လောက်တာတော့သီလအစတယ်သို့တော့အဲ့ဒီသီလကိုလည်းမှန်ကန်တဲ့အမြင်နဲ့မြင်ဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့သာသနာတော်ရဲ့အစဆိုတာသီလဘုရားဘာသာဝင်ဖြစ်လာပြီ Buddhist practice လို့ခေါ်တယ်ဘုရားဘာသာတွေကျင့်ရမယ်လိုက်နိုင်ရမယ်အကျင့်တရားကိုတို့ဘာနဲ့ဘာစလုပ်ရမလဲဆိုသီလပဲစလုပ်လို့ဆိုဒီလိုဆိုလိုတာပေါ့အဲ့တော့သီလအရေးကြီးတယ်ဆိုတာဒီလိုမှတ်သားကြရတာပေါ့အဲ့ဒါခါတည်းရန်ကြတော့တချို့ပုဂ္ဂိုလ်များကသီလဟာအရေးမကြီးသေးအောင်